3 4 dan 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 တောင်တက်တဲ့အချိန်မှာဘာတွေလိုအပ်လဲဘယ်လိုတွေပြင်ဆင်သွားရမလဲစိတ်ပိုင်းဆိုင်ရာရောခန္ဓာကိုယ်ပိုင်းရုပ်ပိုင်းဆိုင်ရာရောပေါ့နော်ဘာတွေပြင်ဆင်သွားရမလဲဆိုတဲ့ဟာလေးကိုဒီဗီဒီယိုမှာပြပြပေးမှာဖြစ်ပါရဲ့ရှင်ပထမအဆုံးအပိုင်း3ပိုင်းခွဲပြီးတော့ပြောပြမယ်ပေါ့နော်အဲ့တော့အပိုင်း3ပိုင်းမှာပထမအဆုံးအဟာကြတော့ Everest မဟုတ်ဘူးတခြားဘေးတောင်မယ်ဖြစ်ဖြစ်တောင်တက်မယ်ဆိုလို့ရှိရင် physical ပိုင်းအရန်အရေးကြီးရယ် preparation အဲ့တော့ကိုသွားတက်မဲ့တောင်ကတညအိတ်2ရက်တိုးဒါမှမဟုတ်ရှင်လဲဟိုရက်တိုးလားရက်ရှည်လားဆိုရဲခရီးပေါ်မှာမူတည်ပြီးတော့ဒီရဲ့ physical fit ကိုလေ့ကျင့်ခန်းလုပ်နေကြလူရောလေ့ကျင့်ခန်းမလုပ်ဖြစ်သေးဘဲနဲ့ဒီတောင်ကိုတက်ချင်လို့ဟိုသွားတက်မယ်ဆိုတဲ့လူတွေအတွက်ကောဘယ်လိုမျိုးပြင်ဆင်သွားရမလဲဆိုတာလေးကိုအပိုင်း1မှာပြပြသွားမှာဖြစ်ပါတယ်။နံပါတ်2အချက်ကတော့mentally ပေါ့နော် mentally ဘယ်လိုပြင်ဆင်သွားရမလဲ။ဘာဖြစ်လို့လဲဆိုတော့ဒီရက်ရှည်တောင်တက်တဲ့ချိန်မှာဒီစိတ်ဒီ mental preparation အရန်အရေးကြီးရယ် I can't believe I have the energy to do this and say this စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားဖို့ကနံပါတ်2ချက်နံပါတ်3ချက်ကတော့ဒီ တိုး group တွေပေါ့နော်ရှိတယ်အဲ့တော့တောင်တက်တဲ့အချိန်မှာတယောက်တည်းသွားလို့လည်းအဆင်မပြေဘူးအဲ့တော့ကိုကဘေးတိုး group တွေနဲ့သွားပြီးတော့ချိတ်ဆက်မလဲဆိုတော့ reliable ဖြစ်တဲ့hiker တွေဒီရဲ့မြန်မာပြည်မှာလည်းရှိရယ် international မှာလည်းရှိရယ်ပေါ့နော်ဆက်သွယ်လို့ရတယ်အဲ့တော့တထားသွားခဲ့တော့ကဘေး group နဲ့သွားရလဲဆိုတဲ့ဟာလေးကိုလည်းအောက်မှာdescription link လေးမှာပြပေးသွားပါတယ်ရှင်အဲ့တော့ let's talk about physical preparations okay အဲ့တော့တထားတော့တောင်တက်မယ်ဆိုလို့ရှိရင်လေ့ကျင့်ခန်းအဓိက2မျိုးเนาะ stair master လို့ခေါ်တဲ့လေကားတက်ခြင်းပေါ့နော် stair master အဲ့ဒါလေးကိုဒီဘက်ပေးမှာပြထားပါရဲ့အဲ့တော့အဲ့ stair master ကိုဘယ်လိုမျိုးကျင့်ရမလဲဆိုတော့ stair master ကို moderate 4 to 5ပေါ့နော် moderate rate နဲ့ပြီးလို့ရှိရင် backpackနော် backpack မှာဘယ်လောက်ပါလဲဆိုတော့5 to 7 kg လောက်ထားတဲ့ backpack တစ်ခုကိုလွယ်เนาะဒါမှမဟုတ်ရှင်လည်းအလေးမလို့လည်းရဒါပေမဲ့ like ကင်ထားတဲ့ဟာနဲ့ဒီလို backpack နဲ့လွယ်ထားတာနဲ့တော့မတူပါတော့ဘာလို့ဆို shoulders ပေါ်မှာဒီ weight ကလောက်တက်ဖြစ်နေမှာဆိုတော့အဲ့တော့3ရက်ကနေ4ရက်လောက်เนาะတစ်ခါလုံးမယ်ဆိုလို့ရှင်15မိနစ်ကနေပြီးတော့မိနစ်30အထိtrain နိုင်ပါတယ်နောက်တစ်ခုကဟာကြတော့ hiking မှာအဓိကလိုအပ်တာတော့ဒီခြေသလုံးကြွက်သားတွေ quad တွေအဲ့ဒါတွေအရင်ရည်ကြီးရေပေါ့နော်အဲ့ဒီဟာအတွက်ကဟာကြတော့ incline walk ကိုလည်း moderate နဲ့ပဲသွားလို့ရတယ်နော် moderate နဲ့ပဲသူကmoderate နဲ့ပဲဟိုမှာ30 minutes လောက်တော့တစ်ပတ်ကို2ကြိမ်2ရက်ကနေ3ရက်အထိ alternate day ပဲဖြစ်ဖြစ်ပေါ့နော်ဒီလေ့ကျင့်ခန်းတစ်ခုကိုဒါမှမဟုတ်ကိုကလုံးနိုင်တယ်ဆိုလဲနှစ်ခုစလုံးတစ်ရက်တည်းလုံးပေါ့နော်အဲ့ဒါကတော့အောင်တက်ဖို့အတွက်အရေးကြီးရဲ့လေ့ကျင့်ခန်းတစ်ခုပေါ့နော်။ဘာဖြစ်လို့ weight နဲ့လေ့ကျင့်တာလဲဆိုတော့ Mount Everest ကိုတက်တယ်ဒါမှမဟုတ်ရှင်ဘေးတောင်ပဲတက်ပါ။တောင်တက်တယ်ဆိုကိုယ့်ရဲ့ personal belongings တွေကိုကိုယ်နဲ့အတူတူတည်သွားရတယ်။နော်ကိုယ့်ရဲ့ personal belongings ဆိုတာဘာလဲဆိုတော့ဒီကရေဘူးနော်ရေဘူးကလည်း2 to 3 liters နော်ဘာလို့လဲဆိုတော့လမ်းမှာရေဘူးရောင်းတဲ့လူမရှိဘူးလေအဲ့တော့ကိုယ့်ရဲ့ရေဘူးကိုတနေ့တာတောက်မဲ့ရေဘူးကအနည်းဆုံး2လီတာလောက်ကတော့တည်ရတယ်နော်2လီတာဆိုတာအမှန်မှာတော့တရက်ကိုရေက3လီတာကနေ4လီတာထိတောက်ရတယ်အဲ့တော့တောင်တက်တဲ့အချိန်မှာဥပမာမနက်တစ်ပိုင်းလောက်ပဲတက်မှာလားဒါမှမဟုတ်တနေ့ကုန်အဲ့လိုမျိုးသွားရလားအဲ့လိုမျိုးပေါ်မှာမူတည်ပြီး2လီတာကနေ3လီတာလောက်ထိရေဘူးကိုတည်ရမယ်ပြီးတော့ကိုယ့်ရဲ့ snack နော်ဒီ protein bar ပါအဲ့လိုမျိုး snack လေးတွေတည်သွားရမယ်ပြီးလို့ရှိရင်ဒီလိုကင်မရာပေါ့နော်ကိုရဲ့လမ်းမှာရိုက်သွားခြင်းနဲ့အဲ့လိုရှူကင်းလေးတွေရိုက်ခြင်းနဲ့အဲ့လိုကင်မရာလေးတွေဆေးတွေထည့်သွားဖို့အရေးကြီးပါတယ်အဲ့ဒါဒီတောင်တက်တဲ့ချိန်မှာခြေသလုံးကြွက်သားတွေပါညောင်းညကြိုက်ခဲတာဆိုလို့ရှိရင်ဆေးပူလိမ်ဖို့အတွက်ဆေးပူရဲ့ paracetamol ပြီးရင်အစာရင်းနဲ့ပတ်သက်တဲ့အဲ့လိုhistochremius တို့အဲ့လိုမျိုးလေးဒါ basic ပေါ့နော်အဲ့ဒါတွေတည်သွားဖို့အရေးကြီးရဲ့နောက်တစ်ခုကကြောကိုတောက်နေကြဆေးရှိရဲဆိုရင်လည်းအဲ့ဒီဆေးတွေကိုမပါမဖြစ်ယူသွားဖို့အဲ့ဒါကြောင့်ဒီရဲ့ weight ထဲမှာပေါ့နော်ဒီ5 to 7 kg ဆိုတာဒီရဲ့ကိုယ့်ရဲ့ personal belongings တွေပါနေမှာဖြစ်တယ်အဲ့တော့အဲ့ရဲ့ပါနေတဲ့ weight တွေနဲ့ကိုက used to ဖြစ်ဖို့လည်းအရင်အရေးကြီးရဲ့အားကြောင့်ဒီ stair master ကိုစပြီးတော့train နေဆိုကြတဲ့ဒီ weight နဲ့ trainer အသင့်တော်ဆုံးနဲ့အကောင်းဆုံးtraining session တစ်ခုပဲဖြစ်ပါတယ်တချို့လူတွေကတောင်တက်မယ်ဆိုလို့ရှိရင်စပြီးတော့ဒီတောင်တက်တာလမ်းလျှောက်ရတာလွယ်လေးလို့ပဲတွေးကြရပေါ့နော်အမှန်မှာတော့အလောက်တော့မလွယ်ကူနေဘူးဘာလို့လဲဆိုတော့ရိုးတောင်
ဒီလိုပဲဟိုတက်တယ်ဆိုပေမဲ့သူ incline တက်ရတာနောက်ပြီးရင်လမ်းတွေကမပြောနိုင်ဘူးเนาะတချို့လမ်းတွေကပြည့်နဲ့လမ်းတွေရှိပေမဲ့တချို့လမ်းတွေကကျတော့ဒီကြောက်တုံးနေနဲ့ and even the surface မှာတောင်တက်ရတဲ့ဟာတွေရှိရပေါ့အောက်ပိုင်းဒီခြေသလုံးချက်သားတို့ဘာဒီအောက်ပိုင်းကိုတေချာ train ထားမယ်ဆိုလို့ရှင်တော့တော်တော်များများထောက်ကူဖြစ်မှာဖြစ်ပါတယ်အကိုတက်မဲ့တောင်ပေါ်မှာမူတည်ပြီးတော့ AMS ကိုခန်းစားနိုင်တဲ့ altitude motion sickness ပေါ့နော်အဲ့လိုမျိုးခေါ်တယ်အဲ့တော့ဘာလဲဆိုတော့ဒီတောင်တက်လိုက်ဟာဒီပေအမြင့်ပေတွေပေါ်မှာမူတည်ပြီးတော့ဒီအသက်ရှူရကြက်တဲ့အခြေအနေပေါ့နော်အဲ့လိုမျိုးခန်းစားရနိုင်တယ်အဲ့ဒါတယောက်နဲ့တယောက်မတူတဲ့အတွက်ကြောင့်မပြောပြတတ်ဘူးပေါ့နော်တထားရဲ့ experience အရာပြောရမယ်ဆိုလို့ရှင်တော့တထားတောင်တက်တော့မလေးရှားမှာမောက်ကင်နာဘာလူတက်တယ်ပေါ့နော်အဲ့ဒီရဲ့အမြင့်ပေကတာ4000ကျော်နဲ့အမြင့်ပေဆိုလို့ရှိရင်13000ကျော်အဲ့လောက်ရှိပါတယ်အမြင့်ပေမှာတထားအသက်ရှူရမခက်ခဲဘူး AMS နဲ့ပတ်သက်တဲ့ precaution medicine တွေဘာ medication တွေမတောက်ခဲ့ဘူးဒါပေမဲ့အဲ့ဒီရဲ့ altitude ကတထားမှာအဆင်ပြေတယ်အသက်ရှူရလည်းအဆင်ပြေရယ်တောင်တက်ရလည်းအဆင်ပြေရယ်ပြီးတော့ရာသီဥတုကလည်းကောင်းတဲ့အတွက်ကြောင့်တထားမှာပါအခက်အခဲမှမရှိခဲ့ဘူးဒါပေမဲ့တထား colleague တယောက်သွားတော့အဲ့မလေးရှားမှာအဲ့တောင်ကိုပဲသွားတက်တော့ယောက်ျားလေးပေါ့နော်အဲ့ colleague ကသူပြောတဲ့အရာဆိုလို့ရှင် तू ကတောင်ရဲ့3ပုံ2ပုံလောက်အဲ့မှာ तू ဟိုဟာရှိဒီတောင်ရဲ့အပေါ်ထိ summit ထိမတက်ခင်မှာ base camp တစ်ခုရှိတယ်အဲ့ဒီ base camp မှာတထားရညအိပ်ပြီးတော့မှညတနာရီလောက်ထပြီးတော့ဒီတန်ကနေပြီးတော့မှ summit ထိကိုနောက်ထပ် day 2မှာထပ်ပြီးတော့တက်ရတယ်အဲ့တော့အဲ့ day 2ကိုစတက်တဲ့အချိန်မှာ तू ကsummit ကနေ base camp ကနေ summit ကိုသွားတက်တဲ့အချိန်မှာသူ့မှာ breathing difficulty အဲ့လိုမျိုးရှိရပေါ့နော်အဲ့ဒါ altitude sickness လို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ altitude sickness ကတယောက်နဲ့တယောက်ရဲ့ခန္ဓာပေါ်မှာမူတည်ပြီးတော့နည်းနည်းလေးကွာခြားရပေါ့နော်အဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကို listen your body like သိဖို့အတွက်စူးစမ်းပေါ့နော်ပြီးလို့ရှိရင်ကိုကတကယ်လို့ဆေးတောက်ဖို့လိုအပ်တယ်ဆိုလို့ရှိရင်လည်းအမှ precaution အနေနဲ့ဆေးရှိရတဲ့ကြောင့်အဲ့ဆေးတွေကြိုတောက်လို့ရပါတယ်အဲ့တော့ဒုတိယပိုင်းအနေနဲ့ပြောပြချင်တာကတော့ mental challenge ပေါ့နော်အဲ့တော့ mentally prepare လုပ်ရမယ်ဆိုတာဘာလဲဆိုတော့ဒီတောင်တက်တဲ့စပြီးတော့တာထွက်တဲ့နားကနေစပြီးတော့ဟိုတောင်ပေါ်ရောက်တဲ့အထိပြအောက်ကိုပြန်ဆင်းလာတဲ့အထိက expectation ကိုလုံးဝ0ထားတာအကောင်းဆုံးပဲပေါ့နော်အဲ့ဒါကဘာလဲဆိုတော့တရားဒီမတက်ခင်မှာပေါ့နော်YouTube ကနေပြီးတော့ဗီဒီယိုတွေတော်တော်များများကိုကြည့်ရဲဘယ်လိုတွေပြင်ဆင်သွားရမလဲဘယ်လိုတွေတွေ့နိုင်လဲပေါ့နော်နောက်ပြီးတော့ကို physically ကိုကမရောက်ဘူးပဲမဲ့တခြားရောက်ဘူးတဲ့လူတွေရဲ့ဗီဒီယိုလေးကိုကြည့်ရဲဆိုလို့ရှင်ဒီလိုမျိုးလေးပါလားပေါ့နော်ရှုခင်းဆိုလဲဒီလိုမျိုးလေးပါလားအဲ့လိုမျိုးလေးကြည့်လို့ရတယ်ပေါ့နော်ကြည့်လို့ရတဲ့အတွက်ကြောင့်ကိုကကြိုတင်ပြီးတော့ပြင်ဆင်ထားလို့ရတယ်စိတ်ကိုလည်းအဲ့တော့အဲ့ချိန်မှာဘာသွားတွေ့လဲဆိုတော့တချို့ဗီဒီယိုတော်တော်များများမှာအိမ်သာရေချိုးခန်းရေပူရေအေးပေါ့နော်ပြီးအခန်းတွင်းမှာရှိရဲ့airconအဲ့ဒါတွေအဆင်မပြေဘူးဘာလို့လဲဆိုတော့နီပေါ်ကအဲ့လောက်မဖွင့်ပြိုးသေးတဲ့နိုင်ငံပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့တောင်ကဟိုတောင်ကြားတွေထဲမှာလျှက်စစ်မီရနိုင်လားမရနိုင်လားဆိုတဲ့ဟာပေါ်မှာလည်းအများကြီးမှုတည်ရပေါ့နော်အဲ့တော့အဲ့ဒီမှာက tea house တွေထားပေးပြီးတော့လူနေလို့ရအောင်စောက်ထားပေးရပဲကျေးဇူးအများကြီးတင်ရမယ်ပေါ့နော်အဲ့တော့ကိုကအဲ့ချိန်မှာ expectation အများကြီးမထားတာအကောင်းဆုံးပဲအရေးကြီးဆုံးအနေနဲ့တွေ့ရမှာတော့ tea house တွေပေါ့နော်ဒါလို့ဆိုတော့တထားတို့ကမနက်အစောကြီးထားရဲတောင်တက်တဲ့နေတဝက်ပြီးရင်နေ့လယ်မှာတွေ့ရှိတယ်ပေါ့နော်ရွာလေးမှာရှိတဲ့နေ့လယ်စာစားတဲ့နေရာလေးရှိအဲ့ဒီမှာနေ့လယ်စာစားပြီးလို့ရှိရင်ပြန်ထွက်တယ်ဇက်တိုက်ညနေ maybe တချို့ရက်တွေမှာ3နာရီ4နာရီလောက်တချို့ရက်တွေမှာနည်းနည်းမိုးချုံရင်လည်း9နာရီ6နာရီလောက်ကြာမှကိုအိမ်မဲ့ညအိမ်မဲ့ဒီ house ကိုရောက်တယ်နော်အဲ့တော့ကိုကတနေ့ကုန်လုံးလဲလမ်းလျှောက်လာပြီးတော့တောင်တက်လာတယ်အရန်လဲပင်ပန်းတယ်ရာသီဥတုကလည်းအပြင်မှာအရန်အေးတဲ့အချိန်မှာကိုကဘာလုပ်ချင်လဲဆိုlike shower ပေါ့နော် warm shower လေးအဲ့လိုလေးရေနွေးလေးနဲ့ရေချိုးချင်တယ်ဒါမှမဟုတ်ခေါင်းလျှော်ချင်တယ် main ကလေးဆိုတော့အဲ့ချိန်မှာအဲ့ဒီရဲ့ expectation တွေဘာမှထားလို့မရဘူးပေါ့နော်ရေဆိုလဲရေနွေးမရှိဘူးတချို့ tea house တွေမှာ
ရင်နွေးရှိတယ်အဲ့ချိန်မှာရေချိုးလို့ရရင်နွေးနဲ့ရေချိုးတယ်ရိုးရိုးတာမန်ရေနဲ့ရေချိုးဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဘာလို့လဲဆိုအရန်အေးရပေါ့နော်ညနာတက်တာသွားတိုက်တာတော့မှတော်တော်အေးတယ်ဆိုတော့ပြီးရင်ကိုကရောက်တဲ့ချိန်မှာလည်းညနေပိုင်းဖြစ်နေဆိုအဲ့ရေကအရန်အေးရအဲ့ချိန်မှာဒီတိုင်းဟိုဝတ်တီရှူလေးနဲ့ပဲဒီလိုကိုတကူတန့်ရှင်းလောက်တာလောက်ပဲလုပ်လို့ရမယ်ရေချိုးဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးပေါ့နော်တချို့ဒီ house တွေမှာတော့ရေနွေးရှိတယ်ရေဘူးရေရနိုင်တယ်ဒီ house တွေမှာပတ်စံပေးပြီးတော့ရေချိုးလို့ရတယ်နော်နောက်တစ်ခုကတော့အိမ်သားပေါ့နော်အိမ်သားဆိုလို့ရှိရင်လည်းအဲ့လိုပဲတန့်ရှင်းမှုကနည်းနည်းမရှိဘူးပေါ့နော်မရှိဘူးဆိုတဲ့အတွက်ကြောင့်ကိုကအရန်ကြီးများနေလို့မရဘူးပေါ့နော်ဒါပေမဲ့ကိုတိုင်ရဲ့တကူကြီးတန့်ရှင်းမှုတော့ကိုဟာနဲ့ကိုဂယူးဆိုင်ရမှာပဲအရန်အေးတဲ့အတွက်ကြောင့်ရေဒီဆိုလဲခဲနေရဲ့အပြင်အိမ်သားဆိုလဲရေဆွဲချလို့မရရဟာရှိအထက်ထဲမှာရေခဲနေအိမ်သားပိုက်လိုင်းတွေထဲမှာလဲရေခဲနေဟာလည်းမြင်ရတယ်ဒါတွေကmentally ထဲမှာဘာလို့ပါလဲဆိုတော့လူတွေကဒီအဆင်ပြေလေးနဲ့သွားလာနေရတယ်ဆိုလို့ရှိရင်အရန်ပင်ပန်းတယ်လို့မထင်ရဘူးပေါ့နော်အဲ့လိုမျိုးအဆင်မပြေမှုတွေများပြီးတော့အဲ့လိုအေးရလဲအေးတယ်ဟိုတန့်ရလဲမတန့်ရှင်းအပြင်အဲ့လိုအစားတောက်တွေဆိုလဲအဲ့လိုပဲပေါ့တထားဆိုစပြီးတော့သွားပြီးတော့2ရက်အတွင်းမှာတထားဝင်းပြက်ဝင်းရှော့ရယ်ပေါ့နော်ဝင်းရှော့ဖြစ်ဝင်းရှော့တော့သူတို့ကဒီ guide ကဘာပြောလဲဆိုတော့အသားတွေကသူတို့တွေကဒီတောင်ပေါ်မှာအသားကိုဟိုရေခဲတက်တာမရှိရတော့ကြောင့်အသားသိမ်းတဲ့ဟာတွေကသူတို့အဲ့လိုဘလို့သိမ်းနေဆိုလည်းမသိဘူးเนาะအဲ့လိုမျိုးပြောအသားပြောချင်တာမလှဘူးပေါ့နော်မလှပါတော့ not freeze လောက်ထားတာမဟုတ်ဘူးပေါ့နော်အဲ့တော့ fresh မဖြစ်နေဘူးပေါ့အဲ့ဒါနဲ့တထားအဲ့ရနေ day 2ကနေစပြီးတော့အသားမစားရတော့ဘူးအသားမစားဘဲနဲ့ veggie နဲ့ဒီလိုပဲသွားရတယ်ပေါ့နော်နှစ်ပါးသွားရပြီးတော့တထားယူလာတဲ့protein bar တို့ snack တို့ wafer တို့အဲ့ဒါလေးပဲစားပြီးတော့သွားရပါတော့အဲ့တော့အဲ့ဒီမှာ mentally prepare လုပ်ထားမှာဒီလိုမျိုးခက်ခဲတွေ့လာလို့ရှင်လဲငါလုံနိုင်တယ်ဒီလိုပဲတခြားလူတွေလည်းသွားနေရပဲငါလုံနိုင်တယ်ဆိုတဲ့ဟာမျိုးကိုတွေးရမယ်အဲ့ဒါလေးအဓိကပြောချင်တာပါအဲ့တော့ကိုကဒီရဲ့ခရီးကိုသွားချင်လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်သူများရဲ့ဘလို့သွားလဲဆိုတဲ့ဟာဘလို့ကြီးသွားခဲ့လဲဆိုတဲ့ဟာကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်ကျမရဲ့ဒီဗီဒီယိုမှာသွားပြီးတော့ကြည့်နိုင်ပါတယ်ရှုခင်းလေးတွေနောက်ပြီးတော့ဘလို့မျိုးတောင်တက်တယ်ဘလို့ကြိုးတရားတွေဘလောက်ထိဖြတ်ရဲအဲ့ဒါလေးပေါ့နော်အများကြီးရိုက်ပြထားဖြစ်တဲ့ကြောင့်အဲ့ဗီဒီယိုလေးမှာသွားကြည့်နိုင်ပါတယ်ရှင်သွားမယ်ဆိုလို့ရှင်8နဲ့8ယူသွားရပေါ့နော်တခုကတော့ luggage ကို luggage ဆိုလဲ luggage အကြီးနဲ့တောင်တက်မဲ့ရက်အလိုက်ထည့်သွားမယ်ပစ္စည်းရှိရယ်နော်အဲ့ပစ္စည်းအကုန်လုံးအဲ့ luggage အကြီးထဲမှာထည့်လို့ရတယ်ကျမတို့မှာ porter ရှိရယ်ပေါ့နော် porter ကဒီရဲ့ကိုယ့်ရဲ့ပစ္စည်းတွေကိုအကုန်လုံးတည်ပေးမဲ့လူလမ်းတစ်လျှောက်လုံးပေါ့နော်ခရီးစဉ်တစ်လျှောက်လုံး porter တွေကတည်ပေးမှဖြစ်တဲ့အတွက်ကြောင့်သူတို့က luggage အမှားသားနဲ့ဒီလို luggage နဲ့သူတို့ကမတည်ဘူးသူတို့က duffel bag တွေနဲ့တည်duffel bag တွေကတချို့ tour guide တွေမှာလည်းသူတို့ duffel bag တွေကိုငှားပေးရဲအဲ့ချိန်မှာကိုယ့် luggage တွေကပစ္စည်းတွေကိုထည့်ပြီးတော့ကိုယ့်ရဲ့ luggage ကို hotel မှာအပ်ခဲ့လို့ရတယ်ပေါ့နော်duffel bag ဒါမှမဟုတ်ရှင်လည်းကိုက duffel bag နဲ့သွားမယ်ဆိုလို့ရှင်လည်းကိုယ့်ပစ္စည်းတွေကိုတခါတည်းထည့်ခဲ့လို့ရတယ်တထားတော့ကတော့တထား luggage ကိုမတည်လာဘူးပေါ့နော်duffel bag တစ်လုံးထပ်ဝယ်ပြီးတော့အဲ့ duffel bag ရဲ့ကိုယ့်ရဲ့ daily backpack ရဲ့နှစ်ခုနဲ့ပဲတထားတောင်းတခဲ့ပါတယ် November လအစမှာသွားရပေါ့နော်နိုဘာလာအစကသူတို့ဖက်မှာကနင်းကြတော့မကြုံလိုက်ဘူးဒါပေမဲ့အရန်လှတဲ့နှင်းတွေနဲ့အဲ့လိုရေခဲတွေနဲ့ပေါ့နော်အဲ့ဒါတွေနဲ့လည်းတွေ့ခဲ့ဒီဟာလေကိုတောင်တက်ဖို့ဆိုတာအရန် is comfort အဲ့လိုမျိုးဖြစ်နေတဲ့ဟာမဟုတ်ဘူး challenge ကိုကြိုက်တယ်မလွယ်ကူတဲ့အရာတွေပေါ့နော်လုပ်ရတာကိုကြိုက်တယ်အဲ့တော့တောင်တက်တဲ့ဟာ like it's not a destination it's always a journey ဒီကိုရောက်တယ် okay ရောက်ပြီးလို့မဟုတ်ဘူးအဲ့ကိုရောက်ရမယ်ဆိုတော့အဲ့ဒီသွားနေတဲ့တခြား journey တခြားကအမှတ်တရရရှိမယ်ဘလို့ဖြတ်ကျော်ရရှိမယ်ငိုရရွယ်ငိုခဲ့တယ်သွားကြည့်ပါသွားဖို့လည်းအကြံပေးပါတယ်တိုက်တွန်းပါတယ်ဒါပေမဲ့မသွားခင်အောင်လည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့သေချာ preparation လုပ်သွားပါလို့ပြပြချင်ပါတယ်ရှင်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ဒီတထားသွားခဲ့တဲ့ဟာကတော့ကိုစောကိုဦးတို့အဖွဲနဲ့သွားခဲ့ရဖြစ်ပါတယ်အဲ့တော့ကိုစောကိုဦးက Facebook မှာဒီတောင်တက်မဲ့အကြောင်းလေးကိုပေါ့နော်ရေးထားတဲ့ post တစ်ခုတွေ့ရဟိုဘာတွေပြင်ဆင်သွားရမလဲဆိုတာကိုလည်းကိုစောကိုဦးကတေချာလဲရှင်းပြပေးရဲ list တွေလည်းတေချာပေးခဲ့ရပေါ့နော်အားတို့ပြင်ဆင်သွားတဲ့ list ထဲမှာပါပြီးတော့မသုံးဖြစ်ခဲ့တဲ့ဟာတွေလည်းရှိရအဲ့ဒါတွေကအရေးမကြီးဘူးများသောအားဖြင့်ပိုလိုတည်သွားတဲ့ဟာကတော့အရန်အရေးကြီးရပေါ့နော်ယုံကြည်စိတ်ချရတဲ့ group ယုံကြည်စိတ်ချရတဲ့ tour guide တွေနဲ့ပဲသွားကြပါလို့
ကြံပေးချင်ပါတယ်ဒီဗီဒီယိုလေးမှာတော်တော်များများအချက်လက်များများပေါ့နော်တထားရှင်းပြနိုင်တဲ့လောက်ကလေးတော့ရှင်းပြပေးထားပါတယ်တကယ်လို့အဲ့ထက်ပို့ပြီးတော့သိချင်တယ်ဆိုလို့ရှင်လဲ comment box မှာရေးပြီးတော့မေးခဲ့လို့ရပါတယ်တထားအလင်းတင်တယ်လို့ဖြည့်ပေးပါမယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရှင် bye bye